ဦးဇင်းတို့မော်လမြိုင်ကျိုက်တန်လန်ဖះမှာတရားကျင့်တော့ည12 နာရီကျော်လောက်မှာဦးဇင်းတို့တရားကျင့်တဲ့အခန်းထဲကိုလူတယောက်ဝင်လာတယ်အဲ့ဒီဝင်လာတော့ဒီလူတယောက်ဝင်လာတာလေဦးဇင်းကတီးလိုက်တယ်ဘာလို့လာတာလဲတကားလို့မေးတော့ဆရာတော်သာသနာပြုလုပ်ငန်းတို့ကိုသာသနာပြုလုပ်ငန်းတွေကိုဝိုင်းဝန်းပြီးတော့ပံ့ပိုးကူညီဖို့လာခဲ့တာပါတဲ့အဲ့လိုလျှောက်ပြီးတော့ဆရာတော်ဖရာဦးဒီဖရာပြက်ဒီကျောင်းဦးဒီကျောင်းပြက်ဒီကိုဆရာတော်ပြုပြင်ပေးပါတဲ့ရှင်းမင်းနေတည်ထားခဲ့တဲ့ဇေဒီအဟောင်းနေအပြက်ဒီကျောင်းအဟောင်းပြက်တွေကိုပြုပြင်ပေးပါတဲ့သူအဲ့ဒါလေးလျှောက်တယ်လျှောက်တော့ဦးဇင်းကပြင်းတော့ပြင်းနေတယ်ဦးဇင်းမှာဝတ္ထုကြေးငွေမရှိဘူးဖရာတထုပြင်းနေဆိုတာဝတ္ထုကြေးငွေအများကြီးကုန်တယ်လို့ပြောတော့အဲ့ဒီပုဂ္ဂိုလ်ကသူလှူဒန်းပါမယ်တဲ့သူလက်ထဲမှာဒုက္ခလေးတစ်ချောင်းပါတယ်သူခန္ဓာကိုယ်ကလည်းလင်းထိန်နေတယ်ဆဲတော့မယုံရင်သူ့ဗိမာန်ကိုခဏလိုက်ခဲ့ပါတဲ့သူကအဲ့ဒါဒုက္ခလေးတစ်ချောင်းနဲ့အဲ့ဒါဦးဇင်းကလည်းလိုက်သွားမိတယ်လာပင့်တော့လိုက်သွားတော့ဒီယရဏပစ္စည်းတွေပြတယ်သူတို့နေတဲ့ဘုံမိတ်မှာယရဏပစ္စည်းတွေအပြည့်ထည့်ထားတယ်ဒါထဲတော့ဖះဟိုเจ้าဟိုဖះပြက်เจ้าပြက်တွေပြင်းရင်ဒါတွေလှူဒန်းပါမယ်လို့သူကရှောက်တယ်